အားလုံးပဲမင်္ဂလာပါကျမတို့အင်္ဂလိပ်စာလက်ထပ်ဖြစ်တဲ့ O အဲ့ဒီ O နှလုံးတွဲပြီးတော့မှတွေ့တဲ့အခါမျိုးမှာဆိုရင်ကျမတို့ဘလို့အတန်ထွက်လေရှိပါသလဲ Hello everyone today we are going to talk about two O's and how they can make two different sounds အတူတူကြည့်လိုက်ရအောင်နော် O နှလုံးတွေ့တဲ့အခါမျိုးမှာဆိုရင်များသောအားဖြင့်ပေါ့နော်အတန်နှစ်မျိုးထွက်လို့ရပါတယ်ပထမဦးဆုံးတစ်ခုကတော့ short O sound ဖြစ်တဲ့ O ook ဘိုက်ကိုတယောက်ယောက်ကကန်လိုက်တယ်လို့မျိုးပေါ့နော် ook အဲ့ဒီအတန်ထွက်လို့ရပါတယ်စကားလုံးလေးတွေကြည့်လိုက်ရအောင်နော် k cook b book t took nook ဟုတ်ပြီနော်နောက်တစ်ခုကတော့အတန်ထွက်အရှည်လို့ပြောလို့ရတယ် oဟုတ်ပြီနော်ဦးရေလို့ခေါ်တယ်လို့မျိုးပေါ့ဦးဟုတ်ပြီနော်အဲ့ဆိုရင်စကားလုံးလေးတွေအတူတူကြည့်လိုက်ရအောင်နော် moon spoon noon zoom ကျမအနှစ်ချုပ်ပြီးပြန်ပြောပါမယ်နော် o ဆိုတဲ့ O နှလုံးတွဲပြီးတွေ့တဲ့အခါမျိုးမှာဆိုရင်ကျမတို့များသောအားဖြင့်အတန်နှစ်မျိုးထွက်လို့ရပါတယ်ပထမဦးဆုံးတစ်ခုက ook နောက်တစ်ခုက ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ကျမတို့အဲ့ဒီအတန်ထွက်လေးတွေသုံးပြီးတော့မှရေးထားတဲ့စာကြောင်းလေးတွေအတူတူလေ့လာကြည့်ကြမယ်နော်ပထမဦးဆုံးတစ်ခုကတော့ cook he is a good cook book I read a good book took she took the bicycle nook the cat is sleeping in the nook ဟုတ်ပြီနော်အဲ့ဒါကတော့ကျမတို့ short O sound ဖြစ်ပါတယ် long O sound သုံးပြီးတော့မှသုံးထားတဲ့စာကြောင်းလေးတွေလေ့လာကြည့်ကြမယ်နော် moon the moon is bright spoon I ate soup with a spoon noon lunch is at noon zoom the Zoom meeting link is in the email ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီနေ့ကျမတို့အတူတကွအကုန်ဆုံးရတဲ့အချိန်လေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့မှဆုံပါမယ်